မိတ်ဆွေရဲ့ပထမဆုံး3စက္ကန့်မိတ်ဆွေရဲ့ဝင်ငွေကိုဆုံးဖြတ်ပေးတာပဲများသောအားဖြင့်သူတွေက TikTok ဆိုတာ content လို့ထင်ကြတယ်တကယ်တမ်း TikTok ဆိုတာက attention content မဟုတ်ဘူးဘာကြောင့်လို့ပြောရလဲဆိုတော့မိတ်ဆွေစဉ်းစားကြည့်လူတစ်ယောက်က TikTok ကိုဒီလိုရွှေ့ပြီးတော့မှကြည့်နေတယ်အဲ့လိုကြည့်နေရင်မိတ်ဆွေရဲ့ဗီဒီယိုကပေါ်လာတယ်3စက္ကန့်အတွင်းမှာအဲ့ရွှေ့နေတဲ့လူကိုမိတ်ဆွေရက်အောင်မလုပ်နိုင်ဘူးဆိုရင်မိတ်ဆွေဗီဒီယိုထဲမှာဘယ်လောက်ပဲအကျိုးရှိတာပြောဘယ်လောက်ပဲတန်ဖိုးရှိတာပြောဘာမှအရေးပါမှာမဟုတ်ဘူးဘယ်လောက်အရေးပါလဲဆိုတာကဗီဒီယိုကြည့်မှသိရမှာမကြည့်ခင်အဲ့3စက္ကန့်အတွင်းမှာမိတ်ဆွေ attention မယူနိုင်ဘူးဆိုရင်မိတ်ဆွေအတွင်းထဲမှာပြောထားတဲ့အရာတွေအကုန်လုံးဒီအလကားဖြစ်သွားမှာဆိုတော့ဘာလို့ရမှာလဲဆိုတော့အဲ့3စက္ကန့်အတွင်းမှာမိတ်ဆွေဒီလူတစ်ယောက်ရဲ့ attention ကိုရအောင်ဖမ်းနိုင်ရမယ်အဲ့အတွက်ကြောင့်မိတ်ဆွေ hook တွေဖန်တီးရလိမ့်မယ်အဲ့တော့အကြမ်းဖျင်းအားဖြင့် hook ဆိုတာဘာကိုပြောတာလဲဆိုတော့3စက္ကန့်အတွင်းမှာကျွန်တော်တို့ဒီ hook ဆိုတာ jade ပေါ့လေလူတွေရဲ့အာယုံကိုလူတွေရဲ့ attention ကိုကျွန်တော် jade တစ်ခုနဲ့ဖမ်းပေးရတယ် hook ဖြစ်အောင်သူတို့အဆုံးထိကြည့်ချင်အောင်ကျွန်တော်ဆွဲထားနိုင်ရတယ်အဲ့လိုမျိုး hook တစ်ခုဖန်တီးရတယ်အခုကျွန်တော်ဥပမာလေးပြောပြပေးမယ်အရင်ဆုံးကျွန်တော်မကောင်းတဲ့ hook bad hook ကိုပြောပြပေးမယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် marketing အကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီလိုလေးဗီဒီယိုစတယ်ဒါကြည့်နော်နောက်တစ်ခုပြောပြမယ်ဒီအရာတစ်ခုတည်းကြောင့်မိတ်ဆွေရဲ့လုပ်ငန်းကနေ့စဉ်နေ့တိုင်း customer တွေဆုံးရှုံးနေတာအဲ့တော့ပထမပြောလိုက်တဲ့ခုနကတော့အားလုံးပဲမင်္ဂလာပါဆိုပြီးစတဲ့ဟာနဲ့အခုဒီဒုတိယပြောတဲ့ဟာနဲ့ဘယ်ဟာပို့ပြီးတော့မှဆက်ဆောင်မှုရှိတယ်ဘယ်ဟာပို့ပြီးတော့မှလူတွေကြည့်ကျင်စေတယ်အဲ့ဒါဟုတ်ပဲအဲ့တော့မိတ်ဆွေရဲ့ကိုယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှဗီဒီယိုတွေနေတိုင်းတင်နေတယ်အဲ့ဗီဒီယိုတွေကိုဒီတိုင်းပဲတင်တာမဟုတ်ဘဲနဲ့ပထမဆုံး hook မှာမိတ်ဆွေစိတ်ဝင်စားအောင်လုပ်ပြီးတော့မှဖန်တီးမယ်ဆိုရင်ဒေတာပေါင်းမိတ်ဆွေရဲ့ဗီဒီယိုမှာ view တွေတိုးလာမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာမိတ်ဆွေကြိုင်ဆွန်းချက်ကဘယ်ဥစ္စာလဲကောမှာရေးခဲ့ပေးပါဒါမျိုးပဲမိတ်ဆွေ TikTok marketing နဲ့ပတ်သက်ပြီးတော့မှလေ့လာခြင်းနဲ့ hook တွေဘယ်လိုဖန်တီးရလဲဆိုတော့စနစ်တကျလေ့လာခြင်းနဲ့ဆိုရင်တော့မကြခင်မှာလုပ်မယ်TikTok marketing online တက်နဲ့မှာလာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။တင်တဲ့နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတဲ့အသေးစိတ်သိချင်တဲ့ဆိုရင်တော့ comment မှာ class လို့ရေးခဲ့ပေးပါ။